ငါဖဲသွားရိုက်နေတဲ့အိမ်ကဇော်တူးနဲ့မင်းတကတငယ်ချင်းနေအဲ့သူတို့တငယ်ချင်းအုပ်စုကလောပန်းလောင်ဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ဖားကန်မှာကြောက်သွားတူကြတာအဲ့သူတို့လောက်ကွက်ကမြေပြိုကျပြီးတော့မြေစာပုံပြပြီးဇော်တူးရောမင်းတကောတေပြီတဲ့မင်းတည်းရဲ့ဟဲ့နင်ဘာဖြစ်ညာလဲတကန်တရားပဲလေနှစ်သားလေးကနင်ကိုဘလောက်အကျိုးပေးလိုက်လဲဟမ်ဘိုက်ကြီးတော့ကလည်းထွန်းအောင်စီသားလုပ်လို့ရတယ်အခုမွေးပြီးပြန်တော့လေဟောသူ့အဖေရင်မင်းတကတေသွားပြီနှစ်သားလေးကလေသူ့ကန်နဲ့သူဘာအရှုပ်ရှင်းမှမရှိအောင်ရှင်းပေးပြီးတော့သူ့ထုံနဲ့သူလာတာငါလေနေစိတ်အေးလက်အေးနဲ့နေလို့ရပြီဆိုတာကိုသတင်းကောင်းပြောပြတာဟဲ့တူမလေးဟိုနင်းပြန်လို့ရှင်လေငါ့ကိုဈေးဘိုးလေးပေးခဲ့ဦးနော်အင်းမ